မလေးရှားမှာငါတိုင်ရဲရဲဘုံမြန်မာပဲဖြစ်ပါတယ်ကျွန်တော်တို့တိုင်ရင်ကျွန်တော်လာနေရောင်းနေကြဖြစ်တယ်ထောက်ဖို့တီတွေကျွန်တော်တို့ရဲ့တိုင်ရင်တို့ရောင်းနေတယ်ထောက်ဖို့တီတွေတိုင်ရင်ကိုလည်းကိုရရောက်ပါတယ်ကျွန်တော်စီမှာထောက်ဖို့တီတွေလာအားပေးခြင်းအပြင်တော်လိုင်းရေးမှာပါဝင်လို့ရပါတယ်ကျွန်တော်တို့အပြောရတဲ့လက်တွေ့တော်လိုင်းရေးမှာကျွန်တော်တို့ပါဝင်နိုင်အောင်ကျွန်တော်တို့ကိုနိုင်တဲ့နေရာကနေပြီးတော့ဆက်လက်ပါဝင်လို့ရတဲ့အခွင့်အရေးတွေအများကြီးရှိပါတယ်ပြောရဲသွားပြီးတော့လက်နက်ကင်တွေမှာတော်လန်ရေးမှာပါဝင်နေတာလည်းမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ကျွန်တော်တို့လုံခြုံတဲ့နေရာမှာနေပြီးတော့ကိုနိုင်တဲ့နေရာကနေပြီးတော့တော်လန်ရေးမှာထောက်ဖို့အနေနဲ့ပါဝင်နေပြီးတော့လည်းပါအောင်တော်လန်လို့ရပါတယ်အာနာရှင်ကိုအဲကြောင့်မလို့ကျွန်တော်စီမှာ22ကြိမ်ရောက်ထောက်ဖို့ထီတွေကျွန်တော်စီမှာတိုင်းထောက်ဖို့ထီတွေတစ်စောင်ကို2000ကျပ်နဲ့ဖြည့်ပေးဝေပေး MG ပေးနဲ့ကျွန်တော်စီမှာကျွန်တော်ရဲ့ CV မှာလာပြီးတော့အားပေးလို့ရပါတယ်အဲကြောင့်မလို့ကျွန်တော်ပြောချင်တာကတော်လိုင်းရေးမှာနိုင်ငံတိုင်းတာကနေပြီးတော့ကျွန်တော်တို့ဘာနဲ့အားလိုက်ရင်တော်လိုင်းရေးနဲ့ကျွန်တော်တို့မှာထောက်ဖို့ကြည့်ပြီးလာပြီးတော့အားပေးပါလို့ကျွန်တော်ကဒီအားနေပြီးတော့မြတ်တာရက်ခံပါတယ်နိုင်အောင်ထိုင်းနဲ့ကျွန်တော်တို့တော်လိုင်းရေးခီးကိုအဆုံးထိဆက်လျှောက်ပြီးတော့အာနာရှင်ကိုအတူတော်လန်ကြပါစို့လို့ကျွန်တော်ကတော့ပြောချင်ပါတယ်